တကူကောင်းဆန်တဲ့ဘယင်တွေကပြည်သူတွေကြားကိုအားလုံးပဲမင်္ဂလာပါ Romaster ဆရာရဲ့ဝက်မှာကျွန်တော်ဒီမိတ်ဆွေတွေဘုဒ္ဓတာအနေနဲ့ဖုန်းရွှေပြည်ပညာနဲ့ပတ်သက်တဲ့ဘုဒ္ဓတာရစရာလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ဖုန်းရွှေပညာဆိုတာဘာလဲဖုန်းရွှေဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကဒါဆင်းသက်လာခဲ့တယ်တရုတ်လူမျိုးတွေရဲ့အိမ်ရဲ့အပြင်အစင်အိမ်ရဲ့တည်နေရာအိမ်ရဲ့အနေအထားတည်နေရာအနေအထားအပြင်အစင်တွေရဲ့အကျိုးပြုပုံတွေစိုးကျိုးတွေကိုလေ့လာရင်းနဲ့ပဲဖုန်းရွှေပညာကိုစတင်ခဲ့တာဖြစ်တယ်နော်ဖုန်းရွှေပညာဆိုတာဘာအဓိပ္ပာယ်လဲဖုန်းရွှေဆိုတာဒီလိုအပြင်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဖုန်းဆိုတာကလေရွှေဆိုတာကရေနော်အဲ့တော့လေနဲ့ရေလို့သတ်မှတ်ထားကြတယ်အဓိကကတော့မဓာတ်နဲ့ဖိုဓာတ်ရင်ဓာတ်နဲ့ယန်ဓာတ်ဆိုပြီးတော့ရင်မဓာတ်ယန်ဖိုဓာတ်ဆိုပြီးတော့နှစ်ခုရှိတယ်အဲ့တော့ဖုန်းရွှေကိုကျွန်တော်တို့လေ့လာကြမယ်ဆိုလို့ရှိရင်ဒါတရုတ်လူမျိုးတွေကဒီဖိုဓာတ်မဓာတ်ကိုတော်တော်လေးအရေးပေးပြီးတော့လေ့လာခဲ့တာကိုတွေ့ရတယ်ဆေးပညာယူဆမှာဆိုလို့ရှိရင်တရုတ်ရဲ့ဆေးပညာမှာပေါ့နော်ဖိုမဓာတ်တွေမညီမျှလို့ဖြစ်တယ်ကျွန်တော်တို့ရဲ့မြန်မာဂမ်ဘီယာလော်ဂီပညာမှာကြတော့ဘယ်လိုတော့ကူးပြီးတော့တတ်မလဲဆိုပထဝီတေသောအဘောဝါရောဆိုတဲ့ဓာတ်ကြီး၄ပါးကနေပြီးတော့မညီညွတ်လို့ရှိရင်ဖောက်ပြန်လို့ရှိရင်ဒါဖြားနာတာတွေကြမ်းမိန်မကောင်းတာတွေဖြစ်တယ်ဆိုပြီးတော့လက်ခံကြတယ်တကယ်တမ်းလည်းမှန်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာဓာတ်ကြီး၄ပါးနဲ့တိစောက်ထားတယ်အရာတိုင်းပေါ့နော်လောကထဲမှာရှိတဲ့အရာမှန်သမျှသည်ပထဝီတေသောအဘောဝါရောဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းတိစောက်ထားတယ်အဲ့တော့ဒီဓာတ်ကြီး၄ပါးတွေကတဘာဘာချို့ယွင်းပြီးဟေ့ဆိုလို့ရှိရင်စပြတ်တာပဲပထဝီဓာတ်ပြတ်ရင်လည်းပထဝီဓာတ်ပြတ်လို့အာဘောဓာတ်ပြတ်ရင်လည်းအာဘောဓာတ်ပြတ်လို့ဝါရောဓာတ်ပြတ်ရင်လည်းဝါရောဓာတ်ပြတ်လို့တေဇောဓာတ်ပြတ်ရင်လည်းတေဇောဓာတ်ပြတ်လို့ပေါ့အဲ့တော့ဓာတ်ကြီး၄ပါးတွေကနေပြီးတော့တဘာဘာချို့ယွင်းပြီးဆိုလို့ရှိရင်ယောဂဗျာတွေဝင်လာတယ်ပစ္စည်းကိရိယာတွေမှာလည်းပျက်စီးခြင်းတွေဖြစ်လာတယ်ဒါကမြန်မာအယူအဆပေါ့ပြန်သွားရအောင်တရုတ်မှာကြတော့ဗာလဲဆိုတော့ဒီဖိုဓာတ်မဓာတ်တွေညီမျှဖို့အတွက်ကိုဆိုလို့ရှိရင်အစိုက်ကုတဲ့ပညာကိုအသုံးချကြတယ်ဒီအစိုက်ကုသခြင်းကလည်းသူတို့ဖိုဓာတ်နဲ့မဓာတ်ညီမျှအောင်ကုတာဖုန်းချွေဓာတ်ပေါ့နော်ရင်ဓာတ်နဲ့ယန်ဓာတ်အဲ့လိုပဲလေနဲ့ရေဒီဓာတ်တွေမျှတအောင်လို့ကုတာညှိတာအဲ့တော့ဒီလိုအစိုက်ကုခြင်းအပြင်လေဖိုဓာတ်မဓာတ်နှစ်ခုညှိပြီးတော့လူနာကိုနေကောင်းအောင်လုပ်ပြီးတယ်လို့ဆိုကြပါတယ်ဟိုအရင်တော့ဆိုလို့ရှိရင်ဒါဖုန်းချွေပညာကိုဘရင်နန်းတော်တွေထဲမှာပဲသိသိထားပြီးတော့အခုနောက်ပိုင်းမှသာလေလူတွေစီကိုပြန့်နှံ့လာကြတယ်အရင်တော့ကတော့ဒါဘရင်နန်းတော်တွေမှာပဲဒီပညာရက်ကိုကုံကြတယ်ဒီဖုန်းချွေပညာကိုနဂါးလမ်းကြောင်းကိုဖြစ်ပေါ်စေတဲ့ပညာလို့လေခေါ်တယ်နဂါးလမ်းကြောင်းသွားတဲ့လမ်းလို့ခေါ်လဲဆိုတော့ဖိုဓာတ်မဓာတ်ဖလှယ်တာအချင်းချင်းအကျိုးပြုတာအချင်းချင်းတွန်းကန်တာနောက်ပြီးတော့အသက်ကိုမွေးဖွားပေးတာခုနပြောလို့ပဲဖုန်းရွှေပညာဘရင်နန်းတော်တွေထဲမှာပဲသုံးတဲ့ပညာဖြစ်တဲ့ကြောင့်တကယ်ကောင်းတဲ့ပညာဖြစ်တယ်တကယ်ကောင်းတဲ့ပညာဖြစ်တဲ့ကြောင့်တကူကောင်းဆန်တဲ့ဘရင်တွေပေါ့နော်တကူကောင်းဆန်တဲ့ဘရင်တွေကပြည်သူတွေကြားကိုပြန့်နှံ့အောင်အားပေးခဲ့တာမျိုးမရှိဘူးသူတို့ကသူတို့သုံးတယ်တို့ပေမဲ့ထမင်းဆက်ရောက်တဲ့အခါမှာအမတ်ကြီးရန်ကပြည်သူတွေကြားကိုဒီပညာတွေပြန့်နှံ့စေခဲ့တယ်ဖုန်းရွှေပညာကိုတာမန်ပြည်သူတွေလေ့လာဖို့အတွက်ကိုပါဖန်တီးခဲ့တဲ့အတွက်ကြောင့်အမတ်ကြီးရန်ကဖုန်းရွှေပညာရဲ့ဖခင်ပဲဖြစ်တယ်ခေတ်ဆက်ဆက်ကတရုတ်လူမျိုးတွေကိုအကျိုးဖြစ်ထွန်းစေခဲ့တယ်အဲ့တော့ဂျားထဲမှာစကားလေးတစ်ခုတော့ပြောချင်တာကကျွန်တော်ကဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဒါမြန်မာလောကီပညာလမ်းကြောင်းကိုရှောက်လန်းနေတဲ့သူလည်းဖြစ်တယ်နော်ဒီဖုန်းရွှေပညာနဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုရင်ဒါဘုဟုတရဖို့အနေနဲ့ပဲကျွန်တော်အနေနဲ့တင်ပြပေးတာဖြစ်တယ်ဒီဖုန်းရွှေပညာရဲ့မှာပါတယ်တချို့တော့အကြောင်းအရာတွေဒီဗုဒ္ဓဘာသာနဲ့ညော်ညီတာမျိုးမတွေ့ဘူးယုံတဲ့အပိုင်းကိုယုံယူတဲ့အပိုင်းကိုယူတချို့ဟာတွေဆိုလို့ရှိရင်ဒါဗုဒ္ဓဘာသာနဲ့ကွဲလွဲမှုတွေရှိနေတယ်အရာအလုံးကိုယူလို့ပြောတာမဟုတ်ဘူးဘုသူတအနေနဲ့ပြောပြခြင်းဖြစ်တယ်လူတွေမှာချမ်းသာတဲ့သူတွေရှိတယ်စင်းရဲတဲ့သူတွေလည်းရှိတယ်အသက်ရှည်တဲ့သူတွေလည်းရှိတယ်မမွေးခင်ကလေးကသေတဲ့သူတွေလည်းရှိတယ်မိုးမွေးချင်းသေတဲ့သူတွေလည်းရှိတယ်လူချင်းသူတော်မှဘာလို့ကွဲနေတာလဲဘာလို့ကွဲပြားခြားနားနေရလဲတချို့လည်းပြောကြတယ်ကြီးလာတဲ့ပတ်ဝန်းကျင်တွေကြောင့်စင်းရဲချမ်းသာမှုတွေကလည်းကွာလာတယ်ကြီးပြလာတဲ့အခါမှာလည်းဒါ
ပတ်ဝန်းကျင်တွေကြောင့်ဆင်းရဲမှုတွေချမ်းသာမှုတွေလည်းကွာလာတယ်ဒါဆိုရင်အဖေချမ်းသာတိုင်းချမ်းသာသလားအဖေဆင်းရဲတိုင်းသားသမီးဆင်းရဲလားဖေတော့ကတော့ကြီးကြီးသက်ချမ်းသာတယ်သားသမီးကြတော့မှဘာလို့တထရတယ်မဖြစ်တာလဲဒါကိုတရုတ်လူမျိုးတွေကအဖြေထုတ်ထားပါတယ်အဖြေကတော့ဖုံးချွေကြောင့်အဖြေထုတ်ထားပါတယ်အဲကျွန်တော်ဘုရားဘာသာမှာဆိုလို့ရှိရင်တော့ဒါကံရဲ့အကျိုးဆိုပြီးတော့ယူဆကြတယ်တရုတ်လူမျိုးတွေကတော့အဲ့လိုမဟုတ်ဘူးဖုံးချွေကြောင့်လို့သတ်မှတ်ထားကြတယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေရောအခုစီးပွားရေးလူမှုရေးပညာရေးနဲ့နေ့စဉ်ကြိုးပမ်းနေရတဲ့အခါမျိုးတွေမှာအိမ်တစ်လုံးဒါမှမဟုတ်နေရာတစ်နေရာရောက်သွားတဲ့အခါမှာအဲ့ဒီနေရာလေးကတာမန်ထပ်ပို့ပြီးတော့လှနေတယ်စိတ်ချမ်းသာနေတယ်လို့ထင်မိတဲ့အခိုက်အတန့်တွေရှိဘူးကြမယ်တင်တယ်ဥပမာပါဗျာဒီမိသားစုဟိုမိသားစုဒီမိသားစုနဲ့ဟိုမိသားစုရှင်လို့ရှိရင်ချမ်းသာပုံချင်းကတိတ်တော့မကွာဘူးဒီဘက်ကမိသားစုကိုကြည့်လိုက်တာနဲ့စိတ်ချမ်းသာနေတယ်ဟိုဘက်ကမိသားစုကိုကြည့်လိုက်ရင်ပူလောင်နေတယ်ဘာလို့သူတို့အိမ်ကိုသွားပြီးတော့လဲတဲ့အခါမှာကိုပါလိုက်ပြီးတော့ကြည်နူးနေရတာလဲကိုပါလိုက်ပြီးတော့ပျော်ရွှင်နေရတာလဲဘာလို့အိုမိသားစုကိုကြည့်လိုက်ရင်တော့88နဲ့တယောက်ကိုတယောက်ဖူဖူလောင်လောင်နဲ့ပြပြတလဲဖြစ်နေရတာလဲကိုကသူတို့အိမ်သွားရင်တခါတရံကိုပါအပူကူးဆက်လို့ခံစားရတယ်မိတ်ဆွေတို့အဲ့လိုအထက်ပါကျွန်တော်ပြောခဲ့တဲ့အထက်မှာကျွန်တော်ပြောခဲ့တဲ့ခံစားမှုမျိုးကိုရကြလားအဲ့တော့ဒါတွေကလည်းဖုံးချွေနဲ့ပတ်သက်နေတယ်ဖုံးချွေပညာကိုလူတွေကအမျိုးမျိုးခေါ်ဝေါ်ပြီးတော့သတ်မှတ်ကြပေမဲ့လို့ဖုံးချွေပညာဟာလူတွေစိတ်ချမ်းသာဖို့ကိုကျမ်းမာဖို့လောကမှာချမ်းချမ်းသာသာနဲ့ကြမ်းကြမ်းမာမာရှိဖို့အခြေခံကအစလူနေမှုဇယိုက်တွေကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့ပညာရဲ့တစ်ခုပဲဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်ဖုံးချွေပညာနဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားအကြောင်းအရာလေးတွေကိုနားလေသဘောပေါက်ကြမယ်လို့ထင်ပါတယ်နောက်တစ်ဗီဒီယိုတွေမှာဖုံးချွေပညာရဲ့အသုံးဝင်တွေဖုံးချွေပညာရဲ့အသုံးပြုပုံတွေအိမ်နေရာချမှုတွေဘယ်နေရာမှာဖုံးချွေညံ့နေလဲဘယ်နေရာမှာဖုံးချွေကောင်းနေလဲညံ့တဲ့ဓာတ်တွေကပါတယ်လဲကောင်းတဲ့ဓာတ်တွေကပါတယ်လဲဆိုတာကိုဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အခုဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page လေးကိုကျွန်တော်ရဲ့ account ကို subscribe and follow လုပ်သွားပေးကြပါ I, Sayewin, Rune Master, would like to express my special thanks to all viewers. May you all be blessed with good fortune.